လူတွေရဲ့ခန်းစားချက်ကိုပိုနားလေတဲ့သူကပိုရောင်းရတဲ့သူပဲဆိုတာယုံလားမိစားတော့တရရခန်းတို့ယုံကြည်ပါတယ်တကယ်ကိုတော်တဲ့အယံသမားတွေတကယ်ကိုတော်တဲ့စိဖွားရေးလုပ်ငန်းရှင်တွေဆိုရင်လူတွေရဲ့စိတ်ပညာကိုနားလည်ပြီးတော့လက်ကွက်ကိုတုံးပြီးတော့ရောင်းထားတာဖြစ်တဲ့သူတို့စူပါမားကတ်မှာခင်းထားတဲ့ဟာဆိုသူတို့ဒီအတန်းရည်ရွယ်ချက်မရှိဘဲနဲ့ရှောက်ခင်းထားတာမဟုတ်ဘူးသူတို့ကလုံးဝကိုရည်ရွယ်ချက်ရှိနဲ့ခင်းထားတာဖြစ်တဲ့ဥပမာဟော့ပေါ့ဆာမှာတုတ်ထားတဲ့ပကံတွေဆိုရင်အသားတွေအများကြီးထည့်လို့မရဘူးအဲ့တော့လူတွေကအသားတွေတိုးလေးပကံငါပကံတော့ထဲမှာယူလာခါကျအဲ့ဟာလေးစကိုလိုက်တယ်စကိုလိုက်ခါကျတော့သူတို့စိတ်ထဲမှာပေါ့နော်ငါအများကြီးစားလိုက်ပြီငါဝါသွားပြီအဲ့လိုမျိုးခံစားစီတာပေါ့နော်တကယ်တော့ပကံတော့များတယ်လေငါပကံဒါပေမဲ့သူကအများကြီးမဆန်းတဲ့အတွက်အများကြီးထည့်လို့မရဘူးဒါပေမဲ့လူတွေကြတော့တာကိုအများကြီးစားလိုက်ပြီငါ10ပကံလောက်စားလိုက်ဝါသွားပြီဆိုတဲ့ပေါ့နော်ဒီလက်ကွက်ကိုဟော့ပေါ့ဆန်ပရှင်ကတုံးထားတာပေါ့နော်